ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒါလေးဒီနေ့တော့ကျွန်တော်တို့ရဲ့ခွေးချန်လေးပေါ့နော်ခွေးတော်ခွေးရတာလေးဒီနေ့မှစခူတာပါခွေးညံလေးပဲနော်မိန်းမတွေ3ယောက်ခူးနေတာပါကွင်းစည်းကတော့ခုမိုးရင်းဆိုတော့အရန်ကြီးတော့မကောင်းပေါ့ဗျာကွင်းစည်းကကျွန်တော်တို့ဘက်မှာတော့ခုလို့ပေါက်စည်းကတော့ဂျွန်းပေါ့နော်ဂျွန်းစည်းကတော့2500ပဲသိမ်းပါတယ်လို့ကျွန်တော်တို့ကဒါခင်သာကွင်းမှာဒါလည်းဟိုတော်ခွေးပြထားတယ်လိုင်းပေါ်မှာခွေးပြထားခင်သာကွင်းလေးပါခင်ဗျာအမရလားပို့လို့ရလားတန်းရလားအဲ့ဒါပို့လို့ရသလားလို့โอเคအဲ့ဒါပြီးရပဲဒါလို့ပြောလိုက်တာတော့ရမလားမသိလေအဲ့ဒါလေးကတော့ကျွန်တော်တို့ခူးနေပြီပေါ့နော်ခူးရအဲ့လိုခူးလို့ရမှရွက်နဲ့မရမှရွက်ဆိုတော့သူရှိသေးရပေါ့နှူးတဲ့ရွက်ကတော့ခူးမရသေးဘူးခွေလိုက်တော့ကျတော့ဝင်းညာနှိမ့်သွားနောက်မှပင်ချီမှာစနေညွန့်နေထွက်တိကျနာလေးရှိနေကျွန်တော်ရဲ့ကွန်မအောင်မှာလည်းမေးသွားလို့ရတယ်လို့လိုက်ရန် subscribe လေးနဲ့လည်းကျွန်တော်တို့လည်းကူညီပေးသွားကြပါအောင်လို့ဒါလေးခွေးထားပါနော်ကိုရင်ခူးပြီးသားလေးခွေးပြထားတာအဲ့ဒါလေးကတော့ကွင်းခွေးတာကွင်းကင်တာပေါ့လာကဲအားလုံးကျေးဇူးတင်ပါတယ်လို့ကွင်းကင်တဲ့ပုံစံပါမယ်ကွင်းကင်တဲ့ဘောလေးကမရလို့ပြောထားတယ်လူဘာလို့ဆရာတော်ကြီးအားလုံးကွင်းတဲ့နေဆရာတော်ကိုဘုံမီးဘူခါရောက်ပြီနော်ဒီခေါ်လာတယ်ကဲကွင်းလေးတော့ဆေးမပတ်စီဘာဆေးမှမပတ်စီဒီခူးပြီးတော့ဆေးပတ်တော့မှာပါလာရနော်ခုမှခွေအညွန့်လေးညွန့်တည်းထွက်နေထုံးတက်လည်းသိတာတော့ချူတော့ယူဖြူကြတယ်ပြောကျွန်တော်တော့မဖြူထုံးပတ်တာထုံးလေးပတ်လို့ထင်တာယူတော့မဖြူရေရလဲကွင်းမိုးရင်းမွေးဖူးပြမယ်ကျွန်တော်မိုးရွာပြီးသားပေါ့မိုးရွာထားတာညွန့်လေးတော့ရှိနေမြဲတယ်ကွင်းလေးကြီးကျွန်တော်ရဲ့ကွင်းကပုံမှန်ပဲရှယ်ပဲအားလုံးရှယ်နေတာပဲမရှယ်တာကွင်းစည်းမကောင်းတာတခုကွင်းသားမကြည့်လောက်ချောပြောင်းလာကြည့်လိုက်ဘာမှရှုပ်ရှင်းမရှိဘူးကွင်းသားကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပြီးသွားကြပါဦးကဲဒါလေးတော့ဒါတော့ပါပဲကျေးဇူးတင်ပါတယ်ကိုတော့